င်္ဂလာပါကျွန်တော်ကတော့မကွေးတိုင်းတောင်ကြီးမြို့နေရပါဒီတင်နန်းကိုလာတက်တယ်ဆိုတာကြတော့ကျွန်တော်ကကြတော့နေရာဖြစ်တဲ့အတွက်မလို့ဒီ online ကနေပဲစုံစမ်းရတဲ့တင်နန်းကိုပုဂ္ဂိုလ်တိုင်းလူကိုယ်တိုင်းသွားပြီးတော့စုံစမ်းနိုင်လို့ဗျာလူကိုယ်တိုင်းစုံစမ်းနိုင်တော့ကောင်းတာပေါ့ဒါပေမဲ့ကျွန်တော်ကနေရာဖြစ်တဲ့အတွက်အသက်တွေလည်းမရှိဘူးရန်ကုန်မှာအသိလည်းမရှိတော့ online နေပဲကိုတက်တာမှန်လားမှားလားပေါ့ဒီတင်နန်းမှန်လားမှားလားအဲ့လိုပုံစံမျိုးတွေဖြစ်ခဲ့ပေါ့ဗျာအဲ့လိုမျိုးတွေ့ကြုံခဲ့ဒါပေမဲ့ခုကျွန်တော်ဒီတင်နန်းကိုရွေးခဲ့တဲ့အခါမှာခုဆိုလို့ရှိရင်ကျွန်တော်တက်တာ3လပြည့်ပဲပေါ့ဗျာ3လပြည့်သွားနေထားမှာဒါဖြောင်းနေရတာအကောက်တွေအကုန်လုံးကျွန်တော်ဘာသာပြန်ရွေးတော့ဘာသာဆိုအကုန်လုံးကိုကျွမ်းကျင်နေရတယ်ဆရာလည်းဟိုလက်တွေ့ကြကြလည်းတင်ပြီးတယ်ကျွန်တော်ပထမတင်လို့ရှိရင်စာနေသွားတယ်အရုပ်ကောင်းနေနေသွားတယ်ပြီးတော့လက်တွေ့ကြကြလည်းအကုန်လုံးတင်နေအဲ့ဒါကြပါပေါ့